9 နှစ်ဆိုတော့ဘာမှမကြသေးဘူးလေတဲ့ဒီလောက်တော့သိခံနေရမှာပေါ့တဲ့ဆိုတော့သူအမေရိကမှာဗျာကျွန်တော်မနေ့ကပဲZoom meeting တွေတခုကျွန်တော်ရှိပို့ပေးလို့ကျွန်တော်ကြည့်လိုက်ပါတယ်အဲ့မှာ Zoom meeting မှာဝင်ပြောနေတဲ့အမျိုးသမီးတယောက်ကလှပနေတာပဲဗျာနှခမ်းလေးတွေဆိုးပြီးတော့လှပပြောနေပြင်းပြင်းသူပြောတဲ့ဟာလေပြောခြင်းလို့ပါ9 နှစ်ဆိုတာဘာကြသေးတာမှတ်လို့ပဲ9 နှစ်ဆိုတော့ဘာမှမကြသေးဘူးလေတဲ့ဒီလောက်တော့သိခံနေရမှာပေါ့တဲ့ဆိုတော့သူအမေရိကမှာဗျာဒီမှာလဲ CSO ဘောနဲ့ကြီးပေါ်သွားတယ်ဟိုမှာလဲစုမိဆောင်းပြီးနေသူအင်္ဂလိပ်လိုလည်းတတ်တယ်ပေါ့လေတော်တော်လေးကောင်းတယ်ဟိုကသူကအဆင်ပြေနေတယ်ဗျာသူကြည့်လို့လည်းကြော့ရှင်းနေတာအဲ့9 နှစ်ဆိုတာဘာလို့သိမခံနိုင်ဘူးအဲ့လိုပြောတယ်ဗျာကျွန်တော်တော်တော်လေးဘဝနှစ်ဘဝဖြစ်နေပါလားတဘဝနိုင်ငံခြားမှာနေအဆင်ပြေနေပြီတဘဝတို့ပြည်တွင်းမှာရှေ့တန်းစစ်မျက်နှာမှာတိုက်နေရတဲ့လူတွေထောက်ဖို့တွေပို့နေရတဲ့ပြည်သူတွေသုံးသပ်ပုံချင်းတယောက်နဲ့တယောက်ကျွန်တော်တို့ပြည်တွင်းကလူတွေနဲ့တိုက်ပွဲလူတွေက9 နှစ်ကြာလာပြီအိမ်ပြန်ချင်းလာပြီသူတို့ကဘာကြာသေးတာမှလို့ပဲဆိုတော့အဲ့ခံချက်တွေကမတူဘူးဗျအဲ့နိုင်ငံခြားကနေစစ်တိုက်နေတဲ့လူတွေနဲ့လက်တွေလည်းမပါဘူးသူလေနဲ့ပဲတိုက်အုပ်ချုပ်နေကြတာလာတာတွေစားအဲ့လူတွေနဲ့ပြည်တွင်းမှာတိုက်နေတဲ့လူတွေခံချက်ကတော့မတူဘူး